IGCSE biology မှာဒေါက်တာပီကီဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ဘာအကြောင်းလေးပြောမလဲဆိုရင် transpiration လို့ခေါ်တဲ့ပင်ငွေ့ပြန်ခြင်းမှာပါတဲ့အပင်ရဲ့အစိတ်ပိုင်းလေးတွေအကြောင်းပြောမယ်ပေါ့နော်ကျွန်တော်တို့ဒီ transpiration ကိုသိဖို့အတွက်ဆိုရင်တော့ဒီမှာကျွန်တော်တို့အပိုက်လိုက်ကြီးပေါ့ IG ပဲဖြစ်ဖြစ်grade တွဲမှာပဲဖြစ်ဖြစ်ဒီ stomata ဆက်စကလုံးလေးကတော်တော်လေးအမေးများတယ်ပေါ့နော်အထူးသဖြင့်တမတ်တန်နေမှာတော်တော်လေးကိုမေးတယ်အဓိကသူကဒီ transpiration ဒီဘယ်နေရာမှာဖြစ်တယ်လဲဘယ်အပါလေးတွေဘယ်အစိတ်ပိုင်းလေးတွေကနေဖြစ်တယ်လဲဆိုတဲ့မိခွန်းလေးတွေကိုမေးပါတယ်အဲ့တော့ဒီမှာကတော့ကျွန်တော်ကဘာလို့အဓိကပြောမလဲဆိုရင်တော့ဒီဗီဒီယိုမှာတော့ဒီ stomata ဆိုတာဘာလေးပေါ့နော်ဒီမှာကသိဖို့ကကြတော့လေအထူးသဖြင့် grade 12မေးခွန်းနေမှာဆိုရင်ကြတော့ stoma ဆိုတဲ့မေးခွန်းလေးတွေ့ရတယ် stomata ဆိုတာကိုလည်းမေးတယ်ပေါ့နော်တကယ်တော့နှစ်ခုလုံးကအကြမ်းမြင်အဖြစ်တူတူပဲဒီ stoma ဆိုတာကကျွန်တော်တို့ one pole လို့ခေါ်တယ်အပေါက်တစ်ပေါက်ကိုပြောပြီးတော့အများဆိုရင်တော့ stomata လို့ခေါ်တယ်ကိုယ့်ရဲ့မေးခွန်းကိုသိချကြည့်ရမှာပေါ့နော်ကိုယ့်ရဲ့မေးခွန်းမှာကတစ်ပေါက်သေးကိုမေးထားရလားအပေါက်အများကြီးကိုရည်ညွှန်းပြီးမေးထားလားဆိုတာပေါ့သူကတော့စလုံးပေါင်းလေးသိချလေးပေါင်းပေးရမယ်အဲ့တော့ဒီမှာတော့ stomataဆိုတာဘာလဲလို့မေးရင်တော့ကျွန်တော်တို့ဒါက leaf ပေါ့နော်သေးရွက်တစ်ခုရဲ့အစိတ်ပိုင်းကိုယူလိုက်တဲ့အချိန်မှာဒီမှာကျွန်တော်တို့ကဒီ view တွေဒါ microscopic view ဖြစ်ပါတယ်ကျွန်တော်တို့မျက်လုံးနဲ့မမြင်နိုင်ပါဘူး microscopic view လို့ခေါ်တယ် microscope နဲ့ကြည့်လို့ရမှာအစိတ်အပိုင်းလေးတွေပေါ့အရွက်ရဲ့ကျွန်တော်တို့အစိတ်ပိုင်းလေးတွေထဲမှာကျွန်တော်တို့က stoma ဆိုတဲ့လေပေါက်လေးတွေရှိတာပေါ့နော်ဒီကနေပဲကျွန်တော်တို့က calcium exchange လိုဟာမျိုးတွေကိုအဓိကလုပ်နေတာဖြစ်ပါတယ်အဲ့တော့ဒီ stoma လေးတွေကိုကြည့်မယ်ဆိုရင်ဒီ stoma လေးကကျွန်တော်တို့က closed stroma လို့ခေါ်တယ် stroma လေးပိတ်နေတာဖြစ်တယ်ဒါလေးကတော့ပွင့်နေတဲ့အတွက် open stroma ဆိုပြီး stroma လေးကပွင့်တာပေါ့နော်အများကိန်းဆိုရင်တော့ခုနပြော stomata ဖြစ်သွားပါလိမ့်မယ်အဲ့တော့များသောအားဖြင့်ကတော့ photosynthesis ကိုအဓိကလုပ်တဲ့ချိန်ဖြစ်တဲ့အတွက် day ဘက်မှာတော့ပွင့်ပြီးတော့ night မှာတော့ဒီ stoma လေးတွေကပိတ်လေးပိတ်ထားရှိပါတယ်အဲ့တော့ဒီ stoma ရဲ့အဓိက function ကဘာလို့ဖို့လဲလို့မေးရင်ကျွန်တော်တို့ဒီအပင်နေနဲ့လူတွေမှာသူတို့ရဲ့ respiration ဒီပြောင်းပြန်ဖြစ်သွားမှာပေါ့နော်အဲ့တော့ဘယ်လိုပြောင်းပြန်လဲဆိုရင်ကျွန်တော်တို့ဒီအဓိကခန္ဓာကိုယ်အတွက်လိုအပ်တဲ့အောက်ဆီဂျင်ကိုလူတွေကရှူတယ်ကာဗွန်ဒိုင်အောက်ဆိုက်ကိုပြန်ပြီးတော့ lungs ကနေပြန်ထုတ်တယ်အဲ့တော့ပြန်ထုတ်လိုက်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကိုဒီကျွန်တော်တို့ရဲ့အပင်တွေဖြစ်တဲ့အပင်တွေကပြန်ဆုပ်တယ်အဲ့တော့အပင်တွေမှာမှဘယ်အပိုင်းကဆုပ်တာလဲလို့မင်း leaf လို့ခေါ်တဲ့အရွက်တွေကဆုပ်တာဖြစ်ပါတယ်အဲ့တော့ detail ကြပြန်ပြောမယ်ဆိုရင်အဲ့ဒီ leaf ရဲ့ဘယ်အစိတ်ပိုင်းကလဲလို့မင်းတော့ stroma လေးတွေကနေပြီးတော့ကာဗွန်ဒိုင်အောက်ဆိုက်ကိုယူတယ်ပြီးရင်တော့သူကပြန်ပြီးတော့အောက်ဆီဂျင်နဲ့ H2O ကိုပြန်ထုတ်ပေးတယ်အဲ့တော့ဒီ H2O ပြန်ထုတ်တဲ့ process ကို transpiration process လို့ခေါ်တယ်ဒီမှာကသူ့ကိုသေချာမေးရမှာကခုနတုန်းကပြောတဲ့ transpirationဒီဘယ် level မှာဖြစ်လဲလို့မြင် LEAF leaf ပေါ့နော်အရွက်ရဲ့အပင်ရဲ့အစိတ်အပိုင်းနဲ့မေးမယ်ဆိုရင်တက်ရွက် level မှာဖြစ်တယ်ဒါပေမဲ့ molecular level ထိဆင်းမေးရင်တော့ဘယ် level မှာဖြစ်လဲလို့မြင် stroma သို့မဟုတ် stromata ဆိုတဲ့ level တွေမှာဖြစ်ပါတယ်လူနေကတော့အောက်ဆီဂျင်ကာဗွန်ဒိုင်အောက်ဆိုက်အဝင်အထွက်ဒီပြောင်းပြန်ဖြစ်မယ်ဆိုတာလေးမှတ်ထားရင်ရပါပြီအားလုံးကြိုးရှိလိမ့်မယ်လို့ညွှန်လင့်ပါတယ်